အားလုံးပဲမင်္ဂလာပါရှင်မင်္ဂလာပါညီမလေး မင်္ဂလာပါမရေ ညီမလေးမတို့ပြန်ကြီးဆိုင်လေးမှာနေ့စဉ် promotion နဲ့ပတ်သက်တဲ့အစီအစဉ်လေးရှိကားလို့ခဏခဏလာမေးနေကြတဲ့ဧည့်သည်များအတွက်နေ့စဉ် promotion လေးအကြောင်းရှင်းပြပါအောင်ရှင် ဟုတ်ကဲ့ပါမရေညီမလေးတို့ဆိုင်မှာတော့နေ့စဉ်လူမျိုးချင်းလေးရှိပါတယ်ရှင်။နေ့လာနေ့မှာတော့ potato set free ရရှိမဲ့ free လေးပဲဖြစ်ပါတယ်ရှင်။အပြင်ကနေပဲ potato ပဲယူလာ potato set လေးပေးစရာမလိုဘဲနဲ့အခမဲ့ယူဆောင်လာဝင်ရှိမှာပဲဖြစ်ပါတယ်ရှင်။အင်္ဂါနေ့မှာတော့ Orange Night season လေးရှိပါတယ်ရှင်။ Orange Night season လေးမှာတော့customer များအနေနဲ့ PNK music band နဲ့သူမိမိကြိုက်တဲ့ရာတရှင်းတီဆိုနိုင်ခွင့်ရရှိမှာပဲဖြစ်ပါတယ်ရှင်။လူကြီးကတော့တဝိုင်းကို2ဦး10ဦးသာကတ်တက်ထားတဲ့အတွက်ကြောင့်မလို့ဝဒနာရှင် customer များအနေနဲ့မြန်ဆုံးကြိုတင်ပူပြီးထားဖို့တော့လိုပါမယ်ရှင်။ အရမ်းမိုက်နေပြီညီမလေး PNK music band နဲ့ဆိုရမှာဆိုတော့အရမ်းမိုက်နေပြီ customer အဆိုဝဒနာရှင်များအနေဖြင့်လည်းမဖြစ်မနေလာတဲ့နေ့လေးပဲညီမလေး ဟုတ်ပါတယ်အမရေဖုဒုံးနေလေးမှာတော့လာရောက်အားပေးတဲ့ကစားမမျိုးသမီးတန်းတွေကော်တေးတစ်ခွက် free ရရှိမဲ့အစီအစဉ်လေးပဲဖြစ်ပါတယ်ရှင်။စက်တာပရင်းနေ့မှာတော့ကစားမများအနေနဲ့မိမိကျက်နေတဲ့ရာဘီယာတတဝါမှာယူရုံနဲ့ဟင်းပွဲတစ်ပွဲလက်ဆောင်ရရှိမဲ့အစီအစဉ်လေးပဲဖြစ်ပါတယ်ရှင်။တနင်္ဂနွေနေ့မှာတော့ကစားမများအနေနဲ့မိမိကျက်နေတဲ့ရာကော်တေးနှစ်ခွက်မှာယူရုံနဲ့ကော်တေးတစ်ခွက်လက်ဆောင်ရရှိမဲ့အစီအစဉ်လေးပဲဖြစ်ပါတယ်ရှင်။ ညီမလေးဆိုင်လာရအားပေးရင်တေဘယ်ကြီးဝင်ကြီးလေးပေးကြလို့လားလို့ customer တွေခဏခဏမင်းနေရလေးရှိသေးရဲ့ရှင်အဲ့ဒါလေးလည်းရှင်းပြပေးပါအောင်နော် ဟုတ်ပါတယ်အမကြီးတေဘယ်ကြီးဝင်ကြီးတွေကတော့အစိုးရခေါ်တဲ့နေ့တွေပဲပြီးဆောင်ရမှာပဲဖြစ်ပါတယ်ရှင်အစိုးရတွေခေါ်တဲ့နေ့တွေကိုတော့ညီမလေးတို့ရဲ့ Facebook page နဲ့ TikTok account တွေမှာလည်းကြီးညာပေးတော့မှာပဲဖြစ်ပါတယ်ရှင်ပုံမှန်နေ့တွေကတော့တေဘယ်ကြီးဝင်ကြီးပေးစရာမလိုတဲ့အပြင် PNK Music Band ကအစိုးရတွေဖြစ်ကြတဲ့တည်တဲ့ရှေ့အောင်ကျော်ပြူတည်တဲ့ရှင်မိုးလေးတည်တဲ့ရှင်ဇော်ကိုလက်တည်တဲ့ရှင်စုရီနဲ့တည်တဲ့ရှင်ဂျီဂျီနဲ့တည်တဲ့ရှင်တွဲမှုအိမ်တို့မှာပိုကက်ပါဝါကောင်းကောင်းနဲ့ဖြော်ပြပြီးတော့မှာပဲဖြစ်ပါတယ်ရှင်။ ဟိုးရမ်းမိုက်တဲ့စီစဉ်လေးပဲညီမလေးဒါဆိုရင်လာရအားပေးမဲ့ customer များအတွက်နေ့စဉ် promotion စီစဉ်လေးတွေကိုတဝါကြီးခံစားနိုင်တဲ့အပြင် PNK Music Band ရဲ့အမိုက်စားဖျော်ဖြေမှုတွေကိုပါတဝါကြီးနားဆင်ခံစားရမှာဆိုတော့အရမ်းမိုက်တဲ့စီစဉ်လေးပဲညီမလေး ဟုတ်ပါတယ်မကြီးတာတဲ့တင်ဘက်ကောက်မလေးရှင်မွေးနေ့ရှင်များအတွက်အထူးစီစဉ်လေးတွေလည်းရှိပါသေးရဲ့ရှင်မလေးတို့ဆိုင်မှာအမတ်တရမွေးနေ့ပွဲများလာရောက်ကျင်းပနေဆိုလေပတိဆောင်မွေးနေ့လက်ဆောင်များတခြင်းတွေကိုမိတိဝဆောင်ကမှပေးစရာမလိုဘဲနဲ့အခမဲ့ဝန်ဆောင်မှုပေးပါရှင် အရင်မိုက်တဲ့စီစဉ်လေးပဲညီမလေးညစာစားပွဲ anniversary နေ့အထိမ်းမဲ့ပွဲဒီညကျင်းပခြင်းနဲ့ဆိုရင်ဘယ်လိုမျိုးလေးဆောင်ရွက်ပေးလဲရှင် ဟုတ်ကဲ့ပါမကြီးမလေးတို့ဆိုင်မှာ anniversary နေ့ညစာစားပွဲအထိမ်းမဲ့ပွဲများလာရောက်ကျင်းပနေဆိုရင်သုံးမဲ့အငွေမောက်လေးနဲ့အဆင်ပြေအောင်ညီနိုင်ဆောင်ရွက်ပေးပါတည်းရှင် ရမ်းမိုက်တဲ့စီစဉ်လေးပဲညီမလေးချစ်ရတဲ့ customer များအတွက်ဘဝအမိုးလေးပြည်စီကိုပရှင်ပွဲရအမှတ်တရညာလေးတွေဖန်တီးဖို့အတွက်ညီမလေးတို့ PNK ကတာဝန်ယူဆောင်ရွက်ပေးပြသည်ရှင်ချစ်ရတဲ့ customer များကိုညီမလေးတို့ PNK ဆိုင်သို့လာရောက်အားပေးဖို့အလေးနဲ့ထားဖိတ်ခေါ်အပ်ပါတယ်ရှင်ချစ်ရတဲ့ customer များစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ညီမလေးတို့ PNK မိသားစုမှဆုမွန်ကောင်းတောင်းလိုက်ပါတယ်ရှင်